กันเป็นการจองเวรชาติที่ฆ่าเขาชาติหน้าเขาก็มาฆ่าเรานั่นแบบนี้มันผิดศีลห้าปานาที่ปาตาเวลามันนี่ขาประทังสมาธิတောက်ဆောင်တွေကငါ့ကိုမတော်မတရားကြံလိုက်ပြီ ဘာဒီကောင်တော်ရုံးပါတယ်ကောင်ပဲကွာ ဟုတ်တယ် ငါကြမခေါ်ဘူး အားလုံးပဲမင်္ဂလာပါကျမရဲ့ channel ကကြိုဆိုပါရစေကျမရဲ့ channel ကဟာတာဗီဒီယိုတွေကို reaction လုပ်ပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်ကိုနှစ်သက်ရင်ကျမရဲ့ channel ကို subscribe နှိပ်ပေးခဲ့ပါနော်ကြည့်ရှုသူအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင် နင်းကိုဘယ်သူခေါ်လို့ဝင်လာတာလဲ အဲ့ဒါဆိုလဲပြန်တော့မယ် မဟုတ်ဘူးလေပြန်လာခဲ့ရောက်လက်စားနေတော့ဘာမှမထူးဘူးလေတစ်ခုခုတော့လောက်သွားကြအောင် 哎呦我的妈你别笑 တွင်းကန်ဘာအယောင်ဝက်လဲ 哎呦我的妈မနဲ့မောင်လက်ထပ်ထားတာ3လပဲရှိသေးတယ်ဘလို့ဖြစ်ပြီးမမောင်ကိုဝင်ရှိနေရလဲ မောင်ဘလို့စကားပြောလိုက်တာလေမအောင်မယုံတာလားဒါဆိုမောင်ကမမင်းမယ်မောင်ထဲမှာလက်ထပ်ပြီးတာဘယ်လောက်ရှိပြီလဲ 3လ မောင်ထဲမှာယူပြီးတာရောဘယ်လောက်ရှိပြီလဲ 3လရှိပြီလေ မောင်ထဲမှာရဲ့အိမ်အောင်တက်တန်ရောဘယ်လောက်ရှိပြီလဲ 3လလေ ကဲအားလုံးပေါင်းတော့ဘယ်နှလလဲ အားလုံးပေါင်းလိုက်တော့9လဟုတ်လား အဲ့ဒါဆိုလို့ပြီးရော မယုံ